အားလုံးပဲမင်္ဂလာပါ Audio Book Diary အစီအစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆရာကြီးဆရာတက်တို့ရဲ့မောင်တို့မယ်တို့တိုးတက်စေဖို့ဆိုတဲ့စာအုပ်ထဲကနေပြီးတော့ပညာရှင်နှစ်မျိုးနှစ်စားဆိုတဲ့ခေါင်းစဉ်လေးအကြောင်းကိုဖတ်ပြပေးသွားခြင်းပါတယ်ပညာရှင်နှစ်မျိုးနှစ်စားပညာနဲ့ပတ်သက်လို့နှစ်မျိုးဖြစ်တဲ့အတတ်ပညာနဲ့အသိပညာလို့ခွဲခြားကြတယ်လူငယ်တွေမှာဒီနှစ်မျိုးခွဲခြားနားလည်ဖို့လိုပါတယ်တကယ်တော့ဒီနှစ်မျိုးဟာပညာကြီးပဲပေါ့ဒါပေမဲ့ကွာခြားချက်ကတော့အကြမ်းမြင်ပြောရရင်အပေါ်ယံအသိနဲ့အတွင်းအသိဆိုရပါလိမ့်မည်ပညာဆိုတာမှာအသိမပါလို့မဖြစ်ဘူးအကြောင်းချင်းရာတွေကိုသိဖို့လိုတယ်နားလည်ဖို့လိုတယ်အဲ့ဒီလိုသိနားလည်တာဟာပညာပါပဲအတတ်ပညာမှာလည်းအသိပါရတယ်ဒါပေမဲ့ရှိနေပြီးသားအများကလက်ခံပြီးသားအကြောင်းအရာတွေကိုမိမိသင်ယူလေ့လာဖို့သိရမယ်။သိတာကတာမန်အနေနဲ့သိတာရဲ့အသေးစိတ်သိတာရဲ့အဲ့ဒီအသည့်နှမျိုးလုံးသိနာလည်ပြီးလက်တွေ့လောက်ကင်လေ့ကျင့်ပြီးမှတက်ကြွမှုရတယ်။အတတ်ပညာတွေဟာမောင်တို့မယ်တို့သိကြပြီးအဲ့ဒီလုပ်ငန်းတွေမှာလုပ်တယ်၊ကိုင်တယ်၊စီမံဖန်တီးတတ်တယ်ဆိုတဲ့တက်ကြွမှုပိုင်နိုင်ရရှိမှအဲ့ဒီအတတ်ပညာကိုတက်တယ်။တက်တာအမှန်ပဲလားဆိုတာသိရအောင်သက်ဆိုင်ရာဘွဲတွေအောင်လက်မှတ်တွေပေးလိုက်တယ်အဲ့ဒီပညာတွေကိုတက်သူတွေဟာအတတ်ပညာရှင်တွေပါပဲသူတို့တွေဟာလူမှုရေးရာတွေမှာအသီးသီးတာဝန်ယူပြီးဆောင်ရွက်ကြတယ်သူတို့ကြောင့်လူလောကမှာပစ္စည်းမျိုးမျိုးထွက်လာတယ်ပညာဘုဒ္ဓအမျိုးမျိုးကိုအသုံးပြုပြီးလောကကြီးထွန်းကားကြီးပွားဖို့ဆောင်ရွက်ကြရတယ်ကျောင်းသင်ပညာတွေဟာအတတ်ပညာတွေကြီးပဲလို့မှတ်ယူလိုက်ကြပါကျောင်းတွေတက္ကသိုလ်တွေမှာဆရာတွေကသင်ပေးလို့တက်ရတဲ့ပညာပဲအသိပညာဆိုတာကကိုယ့်ဘာသာကိုစီးပူးရလိမ့်မယ်ဆရာမလိုဘူးလားလို့မေးနိုင်ပါတယ်လိုပါတယ်အများကြီးလိုတယ်အဲ့ဒီဆရာတွေကဘယ်သူတွေလဲဘယ်မှာလဲဘယ်ကျောင်းတက်ရမှာလဲဆိုတဲ့မေးခွန်းတွေကိုဖြေရရင်စာပေတွေဟာဆရာတွေပါပဲတုဒ္ဒယတ္တတသနာဆိုတဲ့စာပေမျိုးစားအလုံးကဆရာတွေဖြစ်ပါတယ်စာပေတွေအမျိုးစုံဖတ်ရပါလိမ့်မယ်ပြီးတော့တက်ရမယ့်အကြောင်းကဘဝတက္ကသိုလ်ပါပဲလူလောကတဝန်းလုံးရဲ့လူသားတို့ရဲ့ဘဝအခြေအနေတွေသူတို့ရဲ့အတွေးခေါ်တွေသူတို့ခံစားချက်တွေအကျင့်စရိုက်တွေဟာအသိပညာအတွက်ဝမ်းစာတွေပေါ့ကြီးကျယ်လှကြီးလားဘလောက်ကြာစီးပူးရမလဲတက်တာလုံးလမ်းညွှန်ရပါလိမ့်မယ်ဘယ်သူကဘလို့ပညာယူရမှာလဲရှင်းပါတယ်ကိုယ်တိုင်ဘဝပညာကိုစီးပူးရမှာမို့ကိုဉဏ်ကိုအမြဲသုံးပြုပြီးအကြောင်းချင်းရာတစ်ခုနဲ့ကြုံတွေ့ရင်အဲ့ဒီအကြောင်းချင်းရာဟာတဘာဝကြသလားဘယ်စာရေးဆရာကြီးတွေကဘလို့ဆိုသလဲစာမျိုးစုံဖတ်ရမယ်ဖတ်ပြီးစဉ်းစားဆင်ခြင်ရမယ်အမှန်နဲ့အမှားခွဲခြားတတ်အောင်ကိုယ်ပိုင်ဉာဏ်နဲ့ဝေဖန်ပိုင်းခြားရမယ်သုံးသပ်ဆင်ခြင်ပြီးတော့အမှန်တရားကိုရှာရမယ်ဒီလောက်ကြီးမားခက်ခဲတဲ့အလုပ်ဘယ်သူလုပ်နိုင်မှာလဲဘယ်သူမှမလုပ်နိုင်ပါဘူးဘဝရဲ့အဓိပ္ပာယ်ဟာတည်နာလဲဖို့ခက်ပါတယ်လူငယ်လူရွယ်တွေမပြောနဲ့အိုမင်းမစွမ်းအဖိုးဖွားတွေတောင်မှဘဝအဓိပ္ပာယ်ကိုကောင်းကောင်းမသိနိုင်ကြပါဘူးဒါဖြစ်အသိပညာစီးပူးတာမဖြစ်နိုင်ဘူးပေါ့မဖြစ်နိုင်တော့ဘူးမဟုတ်ပါဘူးဖြစ်နိုင်တဲ့လောက်ဖြစ်အောင်ကြိုးစားရမှာပေါ့အဲ့ဒီတော့တက်ကြီးဝါရင်တွေရဲ့ဆိုးရိုးစကားတွေလူမျိုးစုတွေရဲ့စကားပုံတွေစာမျိုးစုံကိုများဖတ်မှဖြစ်မှာဒီလောက်ကျေပြန့်တဲ့အလုပ်ကိုဘယ်လုပ်နိုင်မှာလဲလို့မောင်တို့မေတို့ကဆိုကြမယ်မှန်ပါတယ်ဒါပေမဲ့လုပ်ရမှာကတသက်လုံးပဲဒီလိုဖော်ညွှန်းတာတွေကိုတတ်နိုင်သမျှလုပ်ရမှာပါအခိုက်ကြုံတိုင်းအကြောင်းချင်းရာတို့အတွေ့အကြုံတို့ကိုစီစစ်ဝေဖန်သုံးသပ်ရမှာပါပညာဆိုတာဖြည်းဖြည်းစီးပူးရမယ်ဆိုတာအဲ့ဒီဘဝအသိပညာတို့ဆိုတာကအကန့်အသတ်နဲ့တက်အောင်သင်ယူရမှာဖြစ်တယ်ဆိုပါတော့ BA MA PhD စတဲ့ဘွဲ့တွေနဲ့ခွဲခြားသတ်မှတ်ထားတယ်အသိပညာဆိုတာကိုသတ်မှတ်ထားလို့မဖြစ်နိုင်ဘူးဘာဘွဲ့မှလည်းရမှာမဟုတ်ဘူးကိုယ်ပိုင်ဉာဏ်ကိုသုံးကိုယ့်ထက်ရင့်ကျက်သူတွေစီကစာတွေပြောကြဆိုကြတာတွေမှတ်သားပြီးတော့ဘာအကြောင်းဘာကိစ္စမှမဆိုဆင်ញင်သုံးသပ်ပြီးအကောင်းအဆိုးအမှားမှန်ခွဲခြားတတ်အောင်ကြိုးစားမယ်ဆိုရင်တက်တာစီးပူးရမှာပါမောင်တို့မယ်တို့ကိုစာများဖတ်ကြပါလို့အထက်အခါတိုက်တွန်းပါတယ်အဲ့ဒီလိုစာဖတ်ခြင်းကြီးမားခိုင်မြဲပါမှအသိပညာရဖို့လမ်းပေါက်မယ်လက်မသွားပါနဲ့ဘ
ဘဝနေရေးထိုင်ရေးကိုအဆက်မပြတ်လုပ်ပါအရာရာမှာသတိထားပြီးမှတ်သားတင်တာမှတ်သားပါစာရီထဲကအဆိုမိတ်တွေကိုလေးလေးစားစားဆင်ခြင်သုံးသပ်ပါလို့ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ